လာပါဒီနေ့ဆိုလို့ရှိရင်50 daily english nouns တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် noun ဆိုတာကနာမဝိသေနာမ်ကိုပြောတာပေါ့နော်နာမ်ဆိုတာကနာမည်တွေအသုံးဆောင်ပစ္စည်းတွေကိုခေါ်တဲ့နာမည်ကို nouns လို့ခေါ်တယ်ပေါ့နော် number 1 book မြန်မာလိုဆိုရင်စာအုပ် book စာအုပ် this is a book ဒါကတော့စာအုပ်တစ်အုပ်ပါ book စာအုပ်pen bobbin pen pen bobbin this is a pen ဒါကတော့ bobbin တစ်ချောင်းပါလိုက်ဆိုမယ် this is a pen ဒါကတော့ bobbin တစ်ချောင်းပါ pen school ကျောင်း s c h o o l school ကျောင်း I go to school ကျွန်တော်ကျောင်းသွားသည် school ကျောင်းI go to school ကျွန်တော်ကျောင်းသွားသည် teacher T E A C H E R teacher ဆရာမကို teacher the teacher is here ဆရာမတွေကဒီမှာရှိနေပြီ the teacher is here ဒါကတော့အနည်းပေါ့နော် is ဆိုတာအဲ့ဒါဆိုလို့ရှိရင် the teacher is here ဆရာဒီမှာရှိနေပြီ the teacher is here ဆရာဒီမှာရှိနေပြီ the teacher is here student ကျောင်းသားကျောင်းသူကို student S T U D E N T student ကျောင်းသားကျောင်းသူ I am a student ကျွန်တော်ကတော့ကျောင်းသားတစ်ယောက်ပါ I am a student ကျွန်တော်ကတော့ကျောင်းသားတစ်ယောက်ပါ student water ရေ W A T E R water ရေ W A T E R water ရေ I drink water ကျွန်တော်ရေတောက်သည် I drink water ကျွန်တော်ရေတောက်သည် water ရေ food F O O D food အစားအစာ F O O D food အစားအစာ the food is good ဒီအစားအစာကောင်းတယ် the food is good အစားအသောက်ကောင်းတယ်ပေါ့နော် the food is good အစားအသောက်ကကောင်းတယ် F O O D food အစားအစာ F O O D food အစားအစာ house A H O U S E house A H O U S E house A this is my house ဒါကျွန်တော်အိမ်ပါ this is my house ဒါကတော့ကျွန်တော်အိမ်ပါအိမ်ကို house H O U S E house A car C A R car that is a car အဲ့ဒါတော့ကားတစ်စီးပါ that is a car အဲ့ဒါတော့ကားတစ်စီးပါ that is a car ဒါတော့ကားတစ်စီးပါ C A R car phone P H O N E phone phone ကို phone လို့ပဲခေါ်တယ်ပေါ့နော် P H O N E phone my phone is new ကျွန်တော်ဖုန်းကတော့အသစ်ပါ my phone is new ကျွန်တော်ဖုန်းကတော့အသစ်ပါ phone table စပွဲ T A B L E table စပွဲ T A B L E table စပွဲ the book is on the table စာအုပ်ကတော့စပွဲပေါ်မှာပါ the book is on the table စာအုပ်ကတော့စပွဲပေါ်မှာပါ table စပွဲ chair C H A I R chair ထိုင်ကုန် C H A I R chair ထိုင်ကုန် sit on the chair ထိုင်ကုန်ပေါ်မှာထိုင်ပါ sit on the chair ထိုင်ကုန်ပေါ်မှာထိုင်ပါ sit on the chair ထိုင်ကုန်ပေါ်မှာထိုင်ပါ C H A I R chair ထိုင်ကုန် door D O O R door တကား D O O R door တကား open the door တကားကိုဖွင့်ပါ open the door တကားကိုဖွင့်ပါ D O O R door တကား window ပြတင်းပေါက် W I N D O W window ပြတင်းပေါက် close the window ပြတင်းပေါက်ကိုပိတ်လိုက်ပါ close the window ပြတင်းပေါက်ကိုပိတ်လိုက်ပါ W I N D O W window
ပြတင်းပေါက် close the window ပြတင်းပေါက်ကိုပိတ်လိုက်ပါ bag 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 အိတ်လွယ်အိတ်ကိုလို့ bag လို့ခေါ်တယ်ပေါ့နော် bag အိတ် my bag is blue ကျွန်တော်အိတ်ကတော့အပြာရောင်ပါ my bag is blue ကျွန်တော်အိတ်ကတော့အပြာရောင်ပါ friend တငယ်ချင်းမိတ်ဆွေတွေကို friend လို့ခေါ်တယ်ပေါ့နော် friend f r i e n d friend မိတ်ဆွေတငယ်ချင်း f r i e n d friend မိတ်ဆွေတငယ်ချင်းဥပမာ he is my friend သူကကျွန်တော်တငယ်ချင်းပါ he is my friend သူကကျွန်တော်တငယ်ချင်းပါ friend မိတ်ဆွေတငယ်ချင်း f r i e n d friend မိတ်ဆွေတငယ်ချင်း family မိသားစု f a m i l y family မိသားစုဥပမာ I love my family ကျွန်တော်ရဲ့မိသားစုကိုချစ်သည်ကျွန်တော်ရဲ့မိသားစုကိုချစ်တယ် family မိသားစု city မြို့ကို city c i t y city မြို့ရန်ကုန် is a big city ရန်ကုန်ကတော့မြို့ကြီးဖြစ်တယ်ရန်ကုန် is a big city ရန်ကုန်ကတော့မြို့ကြီးတစ်မြို့ဖြစ်တယ် city city မြို့ road လမ်းမကြီးကို road လို့ခေါ်တယ်ပေါ့နော် road road လမ်း road road လမ်း the road is long လမ်းကရှည်တယ် the road is long လမ်းကရှည်တယ် the road is long လမ်းကရှည်တယ် road လမ်း market ကိုဈေးလို့ခေါ်တယ်ပေါ့နော် market m a r k e t market လမ်း sorry m a r k e t market ဈေး the market is busy ဈေးကရှုပ်ရှက်ခတ်နေတာပဲ busy ဆိုတာအလုပ်များတယ်ပေါ့နော်ဒါပေမဲ့ဒီလိုနေရာမှာ busy ကိုအလုပ်ရှုပ်တယ်လို့ခေါ်တယ်ပေါ့နော် the market is busy အလုပ်ရှုပ်တယ်လူတွေများတယ်ရှုပ်ရှက်ခတ်နေတာပေါ့နော် the market is busy market မှာရှုပ်ရှက်ခတ်နေတယ် the market is busy ဈေးကရှုပ်ရှက်ခတ်နေတယ် market ဈေး okay ဒါကတော့အလုံး20ပေါ့နော်ဒီ noun တွေကိုအလုံး20ကိုပြောပြပေးသွားတာဖြစ်ပါတယ်ဒါတွေကိုအထက်ကလေ့ကျင့်ခြင်းအဖြစ်ပို့ပြီးတော့တိုးတက်နိုင်လာပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ်